ချင်မောင်းရောက်နဲ့နောင်နောင်တဲ့တွေတုတ်တဲ့ဇီးသီးတုတ်လိုမျိုးတုတ်စားကြည့်မယ်နော်ခုချိန်ကလေစလေဇီးသီးတွေကဈေးထဲမှာလည်းအရန်ပေါ်နေတယ်နို့စီဘူးတပူးပေါ်မှာ1000နဲ့ရောင်းနေတာပေါ့နော်ချီလီကဈေးသွားတဲ့အမြဲတမ်းတပူးဝယ်စားဖြစ်နေတယ်စလေဇီးသီးကအစိတ်မရှိဘူးပြီးတော့လေအရင်ခေတ်ကမျိုးနဲ့မတူပဲမျိုးဆက်ထားရလို့ချီလီထင်တယ်ပေါ့နော်အသားကထူပြီးတော့နည်းနည်းလေးမှာတယ်ပို့ပြီးတော့အရသာရှိလာတယ်ပေါ့နော်အယုံဆုံးစလေဇီးသီးကိုတန့်အောင်ရေနဲ့3လီတက်ဆေးပြီးရင်စားရည်မှာနိုင်ဝက်လောက်စိမ့်ထားပေးပါတယ်ပြီးတော့မှရေစစ်ပြီးတော့စားတုပ်ဖို့အတွက်အရသာဝင်အောင်လို့ခုလိုမျိုးထုပေးထားပါတယ်နောင်တယ်တွေကတော့မထုထားဘူးပေါ့နော်ထုထားရင်တော့အရသာဝင်ပြီးတော့ပိုးစားကောင်းတယ်ပေါ့နော်ချီလီကတော့ဒီလိုထုပြီးတုပ်စားပါတယ်ပြီးရင်ထညက်ရည်ပြည့်ပြည့်လေးကြိုးထားတာထည့်ပါတယ်ကိုထဲ့မဲ့ဇီးသီးပေါ်မူတည်ပြီးတော့ထညက်ရည်အချိုချိန်စပြီးထည့်ပေါ့နော်ပြီးရင်ပဇွန်ကြောင်းမှုန့်ထည့်ပါတယ်ငန်းပြာရည်ထည့်ပါတယ်ရုပ်သီးအကြက်မုံကိုအဆက်စားနိုင်တဲ့လောက်ထည့်လို့ရပါတယ်ပြီးရင်ရောနယ်လိုက်ကဒီလိုနယ်လိုက်တာနဲ့တင်လေငန်းပြာရည်ရဲ့တညက်ရည်ရဲ့ပြီးတော့ဇီးသီးရဲ့ပေါင်းဆက်လိုက်တဲ့အနံ့ကလေအရာကိုမှုေးပြီးတော့လေစားချင်စရာအနံ့ထွက်လာပါတော့ချိုချင်းငန်းဆက်အရသာလေးပါစလေသီးသီးကိုလေရွေးပြီးတော့ဝယ်တဲ့အခါမှာလေအစိမ်းရောင်လေးတွေရွေးမိရင်တော့ဖန်တတ်တယ်နော်ခုလိုမျိုးနီညိုရောင်လေးတွေကလေချင်းချိုရတာရှိတယ်ဒီချိန်ကလေစလေဇီးသီးလည်းအရန်ပေါ်နေတော့လေချီလီကတော့နေတိုင်းလိုတုတ်စားပြနေပါတယ်အကယ်ဇီးသီးကြိုက်တယ်ဆိုရင်တုတ်စားကြည့်ကြနော်